အကယ်၍ခမရတာနီအဖွဲ့အစည်းရဲ့တခြား group ကို report နဲ့ဖုန်းခေါ်ကိုကြိုးစားကြည့်မယ်ဆိုရင်ဘာဖြစ်မလဲကဘာပေါ်မှာဆိုရင်တော့ခေါ်လိုက်တာနဲ့တန်းရပါတယ်တငယ်ကြီးကချက်ချင်းခုံးကင်ပြီးဒီညဘာစားကြမလဲဆိုတာမျိုးအချိန်ကြံကြာမှုမရှိဘဲစကားပြောလို့ရပါတယ်လာပေါ်မှာဆိုရင်တော့တစ်စက္ကန့်လောက်အချက်ပြစနစ်နောက်ကျတာကိုစတင်ကြုံတွေ့ရပါပြီတိတ်တော့မဆိုပေမဲ့စကားပြောရတာနည်းနည်းတော့အဆင်မပြေဖြစ်လာပါပြီဗုဒ္ဓဟူးကြိုမှာတော့ပိုပြီးထူးဆန်းလာပါပြီတင်ကဟယ်လိုလို့ပြောပြီးရင်တစ်ဖက်ကပြန်ကြားရဖို့10မိနစ်လောက်အထိစောင့်ရပါလိမ့်မယ်အင်္ဂါကြိုမှာဆိုရင်တော့ပိုဆိုးထားပါပြီတင်ကစကားပြောပြီးမိနစ်20လောက်အထိတိတ်ဆိတ်မှုကိုအဖော်ပြပြီးငင်းထိုင်စောင့်နေရမှာပါစကားတော့မဆရပြီဘူးအချိန်တွေကကုန်သွားပါပြီတောကြကြိုမှာတော့ဖုန်းတောင်ခေါ်ခွင့်ရမှာမဟုတ်ပါဘူးအပူချိန်ကအရန်ပြင်းထန်လွန်းတာကတင်ဖုန်းကချက်ချင်းအေးပြောထားမှထင်လို့ညစာစားဖို့အစီအစဉ်ကိုမေးလိုက်ပါတော့ကြားတဲ့ကြိုမှာတော့ခြေချစရာမြေပြင်လည်းမရှိသလိုလိုင်းလည်းမမိပါဘူးဖုန်းတိုင်းကြီးတဲ့ကိုဖုန်းခေါ်နေတယ်လို့မျိုးဖြစ်ပြီးကန်ကောင်းပါစေလို့ပဲဆူတောင်းရမှာပါစနေကြိုမှာလည်းအတူတူပါပဲဘယ်သူမှမပြန်ကြားနိုင်မယ့် voice message တခုချန်ခဲ့ရတယ်လို့မျိုးဘာမှမရှိတဲ့လေဟာနေတဲ့ကိုစကားပြောနေရတယ်လို့ပါပဲ Uranus ကြိုမှာတော့ဘာမှမလုပ်ရသေးခင်ပါပဲတင်ဖုန်းကအရေးခဲသွားပါလိမ့်မယ်အရေးလိုပြီးဖုန်းကတောင်စကားပြောဖို့လက်လျှော့သွားတဲ့အချိန်နေပါပဲ Neptune ကြိုမှာတော့လေတိန်တုံကအရန်ပြင်းထန်လို့စကားတကုတ်မဟရသေးခင်မှာဖုန်းကလေထဲပါသွားပါလိမ့်မယ် Pluto မှာတော့ဖုန်းကဆက်လို့ရပါသေးတယ်ဒါပေမဲ့အချက်ပြစနစ်ကြမ်းကြမှုက6နာရီလောက်အထိကြာနေတာကြောင့်တင်ပါပြောမလို့လဲဆိုတာတော့မေ့သွားပါလိမ့်မယ်ဒီစံတက်ချက်ပြီးရင်တော့6တန်းကျော်တန်းနဲ့ဖုန်းမေးပေးဖို့ကျွန်တော်တော်တော်ကြာကြာအလုပ်လုပ်ရတော့မှာပါ subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်